မနေ့တနေ့ကမိသားစုရုံမှာကျင်းပခဲ့တဲ့ဖျော်ဖြေပွဲမှာကိုကိုချစ်တင်ဆက်ခဲ့တဲ့မြေဝမ်းအကကိုကြည့်ရှုခဲ့ကြတဲ့ပရိသတ်အများစုထဲမှာကျွန်တော်လိုပဲသတိထားမိတဲ့အချက်တစ်ချက်ရှိမယ်လို့ထင်ပါတယ်အဲ့ဒါကတော့တချို့သောကားကွက်တွေလှုပ်ရှားပုံတွေတင်ဆက်ပုံတချို့ကလက်ရှိမှာမင်းသားလေးအောင်စုရဲ့ကဟန်ပုံစံတွေနဲ့အနှဲငယ်ဆင်တူနေရဆိုတဲ့ချက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုမတုံ့တက်ခင်မှာအရေးဆုံးရှင်းသွားစေချင်တဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဖိုးချစ်ရဲ့ဒီမြေဝမ်းအကတစ်ခုတည်းတင်မဟုတ်ပါဘူးပရိသတ်တွေကြားမှာလူသိများတဲ့ဒေါင်းကပုံစံတွေလူ၃ယောက်ဆင်ကပြတဲ့အကပုံစံတွေဇက်ထုတ်ပုံစံတွေစတဲ့နေရာတော်တော်များများမှာအောင်စုရဲ့တင်ဆက်ပုံနဲ့ဖိုးချစ်ရဲ့တင်ဆက်ပုံတွေတော်တော်များများကဆင်တူနေတယ်ဆိုပြီးတော့ပြောဆိုဝေဖန်မှုတွေတွေ့ရပါတယ်တချို့သောပရိသတ်တွေကတော့အောင်စကူကဖိုးချစ်ကိုကော်ပီကူးလာလားဖိုးချစ်ရဲ့ပုံစံကိုအတူယူလွန်နေတာလားဆိုတဲ့အဆိုးမြင်တဲ့သုံးသက်ကြတွေကောမန့်တွေကိုတော့ရေးသားလာကြတာတွေ့ရပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ဒီကိစ္စကိုဒီလိုရိုးရိုးရှင်းရှင်းပဲသုံးသပ်လို့ရတဲ့အကြောင်းအရာမျိုးမဟုတ်ပါဘူးဗျာ။အောင်စကူဆိုတာကအမှုပညာကျောင်းဆင်းပြီးနောက်ပိုင်းမှာကိုဖိုးချစ်ရဲ့အနားမှာအချိန်တော်တော်ကြာနေထိုင်ခဲ့မှုတဲ့လူတစ်ယောက်ဖြစ်တဲ့ဖိုးချစ်ဆိုတာအောင်စကူရဲ့ဆရာတစ်ယောက်လည်းဖြစ်တယ်လို့ယနေ့အချိန်ထိလည်းအောင်စကူလေးစားတမိုးထားတဲ့ဆရာတို့ဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးကောက်ွက်ပုံစံနဲ့ပတ်သက်ပြီးတော့အောင်စကူကိုယ်တိုင်အင်တာဗျူးမှာဖြေထားတဲ့အရာတစ်ခုရှိပါတယ်ဒီမှာတစ်ချက်ကြည့်ပါဦးနော်။ဒါကလေးကြားရင်ကျွန်တော်ကိုယ်တိုင်ပါနေတယ်။အခုရဲ့ဟာကိုအမြဲတမ်းကျွန်တော်ငယ်လေးတွေကအခုကြည့်ခဲ့ရတာ။ငယ်လေးတွေကအခွေဆိုလဲအခုအခွေအများဆုံးကြည့်ဖြစ်တယ်ဒီနောက်ပိုင်းစက်တပင်တွေမှာဆိုလဲအခုအများဆုံးကျွန်တော်ကြည့်ဖြစ်တယ်ကြည့်ဖြစ်တော့တော်တော်များများကကျွန်တော်အခုပုံစံတိုင်းလေးတွေကျွန်တော်ဟိုလွတ်တာများနေပေါ့နော်ကြည့်တာများနေပေါ့နော်ဆိုတော့အဲ့ပုံစံလေးပါပဲလွတ်တာတော့ဟုတ်ဒါကြောင့်ဆရာဖြစ်သူဖိုးချအောင်မြင်ခဲ့တယ်လို့တပြည့်ဖြစ်သူအောင်စုလည်းဆက်လက်အောင်မြင်နေတာကဝမ်းသာကုန်ရမယ့်အရာတစ်ခုဖြစ်ပြီးတော့မြမဇက်တပင်လောကအတွက်လည်းကောင်းမွန်တဲ့အမွေနဲ့တခုဆက်လက်ရှင်သန်နေတယ်လို့မြင်မိပါတယ်အကတူတာတွေကဟန်တူတာတွေတိဆက်ပုံတူတာဆိုတဲ့အရာမျိုးတွေကြည့်ပြီးတော့ကိုဗီကူးတယ်လို့ချက်ချင်းသတ်မှတ်လိုက်တာတဲ့ဒီပညာရဲ့နောက်ခံသမိုင်းကြောင်းကိုလည်းနားလည်ဖို့လိုပါတယ်အထူးသဖြင့်ရိုးရာအမှုပညာနဲ့ပတ်သက်လာတဲ့အခါမှာတော့တူညီမှုဆိုတာတဲ့ကိုဗီကူးခြင်းမဟုတ်ဘဲနဲ့အမှုပညာအမွေနဲ့တွေကိုမပြောက်ပြစ်အောင်ထိန်းသိမ်းခြင်းလို့မြင်ရမှာဖြစ်ပါတယ်တခြားနယ်ပယ်တချို့မှာတော့ကိုဗီကူးတယ်ဆိုတဲ့ဆွဆွဲချက်တွေကမှန်ကန်တယ်ပဲမဲ့လည်းရှေ့အစေလာရိုးရာကအမှုပညာနဲ့ပတ်သက်လာတဲ့အခါမှာတော့အတိတ်ဘက်ကတော့မတူတော့ပါဘူးဘာကြောင့်လဲဆိုတော့ရိုးရာဆိုတာကကိုတယောက်တည်းပိုင်ဆိုင်ထားတဲ့အရာမဟုတ်ပါဘူးမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်စစ်ကမ်းပြီးတော့တည်ဆောင်လာခဲ့ရတဲ့အမှုပညာအမွေနဲ့ကြီးဖြစ်တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်အောက်ကအတူတူဖြစ်စေမတူတူဖြစ်စေပုံစံတူတူဖြစ်စေမတူတူဖြစ်စေအရေးကြီးဆုံးကမြမရိုးရာကအမှုပညာကိုမပြောက်ပြအောင်ဆက်လက်ထိန်းသိမ်းပြီးတော့ပရိသတ်တွေကိုဖျော်ဖြေနိုင်မှုပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လည်းကိုယ့်ရဲ့အမြင်ကိုလွတ်လပ်စွာဖို့ဖန်ခွင့်ရှိပေမဲ့လည်းအမှုပညာတွေအနေကျသွားစေမဲ့စကားတွေအကပြတ်သွားစေမဲ့ PR တွေဆရာနဲ့တပည့်ကြောင့်မလိုလားအပ်တဲ့အငြင်းပွားမှုတွေနောက်ထပ်ဖြစ်ပေါ်လာစေမဲ့ပြောဆိုမှုတွေကိုတော့တက်နိုင်သမျှရှောင်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်